အားလုံးမင်္ဂလာပါကျွန်တော်အခုပြောပြမယ့်အကြောင်းအရာကတော့ဒီကြာသာပိသားသမီးတွေနော်ကိုယ့်ရဲ့လုပ်ငန်းတွေလုပ်နေရင်လည်းကိုယ့်ရဲ့လုပ်ငန်းတွေရုတ်တဲ့အေးသွားတာနှီးသွားတာငွေကြေးကိစ္စတွေလည်းဝင်ရနေရုတ်တဲ့မဝင်တော့တာဒါမျိုးကြုံနေမယ်ဆိုရင်လောက်ရမယ့်ရေတရားလေးအကြောင်းကိုကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်တော့အခုလိုပြရတဲ့အကြောင်းရင်းကတော့ဒီကြာသာပိသားသမီးတွေကသူတို့ရဲ့အပြင်မိတ်နဲ့အတွင်းမိတ်အိုက်တက်တွေပြက်လို့ဖြစ်ပါတယ်အဲ့တော့အဲ့ဓာတ်တွေကောင်းအောင်ကျွန်တော်တို့ပြန်ပြီးတော့ကျွန်တော်ရေရာအနေနဲ့အစီရင်နဲ့လောက်ရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဘယ်လိုလုပ်အောင်လဲဆိုတော့ဘုရားသခင်သွားပြီးတဲ့အခါကျရင်ကြာဘေးရဲ့အပြင်မိတ်ဖြစ်တဲ့တင်းဝေတောက်အတွင်းမိတ်ဖြစ်တဲ့အင်္ဂါတောက်နော်အဲ့တော့တင်းဝေတောက်နဲ့အင်္ဂါတောက်မှာကျွန်တော်တန့်ရှင်းရေးသေချာလုပ်ပြီးပါတန့်ရှင်းရေးသေချာလုပ်ပြီးပါဆိုတာဘာလို့အောင်လဲဆိုတော့အဲ့ဒီတင်းဝေတောက်နဲ့အင်္ဂါတောက်မှာရှိတဲ့ဒီပန်းဝိုးတွေကနေရောမကောင်းတဲ့ရေတွေပယ်မယ်ကောင်းတဲ့ရေတွေပြန်ထည့်မယ်နော်တေချာစိတ်ပါလက်ပါလုပ်မယ်မကောင်းတဲ့ပန်းတွေပြန်ဆွတ်မယ်ကောင်းတဲ့ပန်းလေးတွေပြန်ထည့်ထားမယ်အမိုက်တရားတွေရှင်းမယ်နော်တေချာစိတ်ပါလက်ပါတန်ရှင်းလုပ်ပြရမှာဖြစ်ပါတယ်အဲ့လိုလုပ်ပြီးသွားတာနဲ့ကျွန်တော်ဘာလုပ်အောင်လဲဆိုတော့ဒီ24ပစ္စည်းပဒံကျင့်ကို17ခေါက်ရွတ်ပတ်ပေးရမှာဖြစ်ပါတယ်ဘယ်နေ့မှလုပ်ရမလဲဆိုရင်ကျွန်တော်တို့ကိုယ်အစဉ်ပြေတဲ့နေ့မှာလုပ်ပါကိုယ်အစဉ်ပြေတဲ့အချိန်ကိုအားတဲ့အချိန်အဲ့ဒီမှာလုပ်ပါအဲ့တော့မကြာခဏလုပ်ပေးပါအဲ့လိုလုပ်ပေးမယ်ဆိုရင်ဒီကြာသာပေးသားသမီးတွေကကိုယ့်ရဲ့ဒီညံ့နေတဲ့ကံတွေပြန်ပြီးတော့ကောင်းလာမယ်ပိတ်နေတဲ့ကံတွေပြန်ပြီးတော့ပွင့်လန်းလာမှာဖြစ်ပါတယ်ကိုယ့်ရဲ့အလုပ်တွေပြန်ပြီးတော့အဆင်ပြေလာမယ်အလုပ်တွေပြန်ပြီးတော့ချိတ်ဆက်မိသွားမယ်ဝေကြီးကိစ္စတွေလည်းပြန်ပြီးတော့အဆင်ပြေလာမှာဖြစ်ပါတယ်အဲ့တော့ဒီကြာသာပေးသားသမီးတွေနဲ့မိမိမှာအလုပ်ကံငွေကံတွေနှေးသွားတယ်အေးသွားတယ်ဆိုရင်ကျွန်တော်ခုပြောတဲ့ရေတရားလေးကိုလုပ်ကြည့်လိုက်ပါပြန်ပြီးတော့အဆင်ပြေလာပါလိမ့်မယ်ကြာသာပေးသားသမီးအားလုံးစသရအဆင်ပြေကြပါစေအားလုံးကျမ်းမာချမ်းသာကြပါစေ